မယ်မောင်လာနှင်းခေကြိုပါမယ်လဲရင်နဲ့လဲလဲရင်နဲ့လဲတို့တော်ရွာသဘာဝကြတဲ့တော်ရွာကလေးဟာဒီကြောင့်သာသာရာရာမျိုးစရာတကယ်ကိုကောင်းလာတာတို့အညာတလေးပဲမို့ရေရိုးချလာရေကျင်းမှုလည်းသိသိလာကြတာHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ